မွေအန်ဒီရဲ့အကြောင်းပြောကြပြီဆိုရင်ဘဲမွေကိုအရင်ဆုံးပြင်းပြကြလဲ King Cobra လားဒါမှမဟုတ်အာဖရိကကနာမည်ကြီး Black Man ပါလားတော်တော်များများကတော့ဒီကောင်တွေကိုပဲအစိတ်အပြင်းဆုံးလို့ချင်းနေကြတာပေါ့တကယ်တော့ကဘာပေါ်မှာအစိတ်အပြင်းဆုံးဆိုတဲ့တရဖူကိုစောင်းထားတာကဒီကောင်တွေအကောင်လုံးမဟုတ်ပါဘူးသူ့ရဲ့အစိတ်တစ်စက်ကလူပေါင်းများစွာကိုတေးစေနိုင်လို့တဲ့အထိကြောက်စရာကောင်းတဲ့မွေတစ်ကောင်ရှိနေပါသေးတယ်သူ့နာမည်ကတော့အင်လန်တိုင်ပန်လို့ခေါ်ပါတယ်အထက်ကအဖြစ်တော့ဩစတြေးလျနိုင်ငံရဲ့လူသူအရောက်ပေါက်နေတဲ့ကုန်းတွင်းပိုင်းဒေသတွေမှာနေထိုင်ကြတယ်ကြည့်လိုက်ရင်တော့အညိုရောင်တန်လွင်းရောင်တန်နေပြီးတာမန်မွေတစ်ကောင်လိုပဲရိုးရိုးရှင်းရှင်းလေးပါပဲရာသီဥတုအလိုက်အယောင်ပြောင်းလဲနိုင်စွမ်းလည်းရှိသေးတယ်ဒါပေမဲ့သူ့စီမှာရှိတဲ့အစ်စ်ကတော့လုံးဝနောက်ပြောင်လို့မရဘူးနော်ဘလောက်တောင်ပြင်းလဲဆိုရင်အင်လန်တိုင်ပန်တကောင်ရဲ့ကြိုက်ချက်တစ်ချက်မှာပါလာတဲ့အစိတ်ပမာဏဟာလူအယောက်100လောက်ကိုတေးစေနိုင်ပါတယ်ကြွက်တယ်ဆိုရင်တော့အကောင်ရင်နှလောင်းခွဲလောက်အထိရှင်းပြနိုင်တဲ့ပမာဏပေါ့နှိုင်းရှင်ပြရရင်ကျွန်တော်တို့ကြောက်ကြတဲ့ King Cobra တောကြီးမွေဟောက်ထက်တောင်အစ90လောက်ပိုပြင်းတယ်လို့ပညာရှင်တွေကဆိုကြတယ်ကြိုက်ခံရပြီဆိုရင်သူ့အစိတ်ကအာယုံကြောက်စနစ်ကိုတိုက်ရိုက်ထိခိုက်စေပြီးသွေးခဲမှုစနစ်ကိုဖျက်ဆီးခဲ့တာကြောင့်ကုသမှုမရှိဘဲ45မိနစ်အတွင်းမှာတင်အသက်ဆုံးရှုံးနိုင်ပါတယ်ဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားစရာအချက်တစ်ချက်ရှိနေတယ်အစိတ်အပြင်းဆုံးလို့ဆိုပေမဲ့သူကလူတွေကိုအန်ရဲ့အပေးဆုံးငွေတော့မဟုတ်ပြန်ဘူးဘာလို့လဲဆိုတော့အင်လန်တိုင်ပန်တွေကတဘာဝအရာအញ្ញမ်းရှက်တတ်ပြီးအေးအေးဆေးဆေးနေတတ်လို့ပါပဲလူမြင်ရင်ထိတ်တိုက်တွေ့ဖို့ထက်တွင်းသေးဝင်ပုံဖို့ထွက်ပြေးဖို့ကိုပဲရွေးချယ်တတ်ကြတာတကယ်လို့ပိတ်မိနေပြီးရံပြုတ်ခံရမှသာခုခံကြိုက်ခဲတတ်တာပါဒါကြောင့်တမိုင်းတစ်လျှောက်မှာဒီမွေကြိုက်လူသေဆုံးရတဲ့သူအရေးအတွက်ကလက်ချိုးရေလို့ရလောက်အောင်အရင်နဲ့ပါတယ်အများစုကလည်းမွေဖန်းသမားတွေနဲ့တူတဲ့သေဒနာကြီးတွေလောက်ပါပဲဆိုတော့အစိတ်အပြင်းဆုံးဖြစ်ပေမဲ့အေးအေးဆေးဆေးနေတတ်ဆုံးလို့ပြောရမလို့ဖြစ်နေတာပေါ့ဘလို့ပဲဖြစ်ဖြစ်သွားတဲ့တောင်တဲ့သွားလာတဲ့အခါသတိထားတာကတော့အကောင်းဆုံးပါပဲမွေဆိုတာကသူ့ကိုအန်ဒီမပြုတ်သေးရဲ့ကိုယ့်ကိုပြန်မလုပ်တော့ကြဘူးလေဒီလိုဘုသူတရစရာအကြောင်းအရာလေးတွေကိုသဘောကျတယ်ဆိုရင် like နဲ့ share လေးလုပ်သွားဖြစ်ကြအောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်